အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel မှာကြိုဆိုလိုက်ပါတယ်ရှင်ဇလန်းလေးမစခင်ညီမရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးခေါင်းလောင်းလေးနှိပ်ပေးဖို့မြတ်တမ်းရက်ခံပါတယ်ရှင်ဒီနေ့ဖတ်ပြမှာတော့စာရေးဆရာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့အပုလေးအပိုင်းနှစ်ကိုဖတ်ပြမှာပါရှင်ကံပေါင်မှလမ်းလျှောက်ပြီးအပြန်ရေမိုးချိုးပြီးနောက်ဆိုင်မဝယ်လာသောအစားအသောက်တချို့ကိုအိမ်ရှိဧည့်ခန်းတွင်ပြင်ဆင်စားတောက်လိုက်ကြသည်ခင်မွန်းတယ်ကသူမနှင့်တပူးတွဲကပ်နေလိုသည်မှာညားကစားအချိန်မှရေတွက်လျင်ယခုဒုတိယအကြိမ်မြောက်ပြန်လည်ရရှိလာခြင်းဖြစ်သည်၆လန့်နေသောတရေကိုပင်ကျေးဇူးတင်ရမလို့စားစရာပြင်ဆင်ရင်းလဲအတူတူပကံတွေဆိုလဲဆေးလိုက်ဖြစ်စိတ်တွေကြည်နူးစရာပင်သူမကိုမျက်စိအောက်ကအပြောက်မခံနိုင်သောကာလပါလာဟုတွေးရင်သူမပြုံးမိသည်အိတ်ခမ်းထဲတွင်မိုးသူရိန်၏အဝတ်ဗီရိုထဲမှအဝတ်စားများကိုတက်ရက်စွာခောက်၍စီထည့်ပေးနေရင်းမှရေချိုးကန်းဝင်နေသောသူ့ကိုနွေမနီစောက်ပေးနေသည်မထင်မှတ်ဘဲဗီရိုအပေါ်ဆုံးတွင်တင်ထားသောပုံးလေးတစ်ခုကိုသူမအကြည့်ရောက်ရှိသွားရာအံ့ဩစိတ်ဖြင့်ဇဝေဇဝါဖြစ်သွားရသည်မနှစ်ကတစ်ခေါက်ပြန်လာစဉ်ဒီပုံးလေးရှိနေခဲ့ဘူးလေသလားမမီမကန်းဖြင့်လှမ်းဆွဲချတော့မိုးကသာပုံစင်ကြားလေးပါလာသည်ဖုံလုံးတွေကန့်ညိနေသည့်အတွက်အနီးရှိဝတ်တရှူထဲမှနှစ်ရွက်လောက်အလွယ်ဆွဲထုတ်ရတုပ်လိုက်သည်ပုံးလေးကိုအသားရဖွင့်ကြည့်သောအခါအယောင်မိန်ပို့စကတ်လေးများဝတ်နှစ်ဖွားရာသည့်ခွင်ကီချိန်ဖြင့်ချိတ်ထားသောကားတော့တစ်ချောင်းဆယ်စုနှစ်တစ်ခုကြာကကီးပတ်ဖုံးလေးတစ်လုံးနှင့်တော့ခတ်ဒါရာရီလေးစာအုပ်တအုပ်စသည့်အရာများစုံစုံလင်လင်တွေ့ရသည်ဒါလင် EH တွေနဲ့ပတ်သက်တာတွေဖြစ်ရမယ်နေအောင်သူနဲ့အတူတူကြာမှဖွင့်ကြည့်အောင်မယ်ဒါလင်နဲ့သူမတို့မှာချစ်သူအဖြစ်တွေ့ဆုံချိန်ကလေးကနိုင်ငံခြားသို့ထွက်၍စာအတူတူစ조사ရုန်းကန်ကြသည်ဝဲယူခဲ့ကြသည်မိဘများ၏လုပ်ငန်းခွင်သို့အောက်ခြေမှစတင်ဝင်ရောက်ကာလုပ်ငန်းအခက်အခဲများကိုအတူတူဖြေရှင်းခဲ့ကြသည်နှစ်ကာလအတန်ကြာသောကိုပိုင်လုပ်ငန်းအချို့ကိုအတူတူဦးစီးလုပ်ကိုင်ရင်းလင်မယားသက်တမ်းရှိကြလာခဲ့သည်ချီးချီရများအတွက်သူမတို့နှစ်ယောက်မှာအချိန်ပေးနိုင်ခဲ့ခြင်းမရှိကြကြခုလိုကလေးဆန်ဆန်ပစ္စည်းလေးများပုံထဲကထွက်လာတာကြည့်ပြီးပြုံးရည်ချေအောင်မီအပြင်းပြေရအောင်မီဟုတွေးနေစဉ်မှာပဲရေချိုးခန်းထဲမှသူမခင်မွန်းအထိတ်တလန့်အော်တန်ကိုကြားလိုက်ရသည်ဘာလဲဘာတန်ကြီးလဲဘသူလဲကွာဒါလင်းဘာဖြစ်လဲတကားဖွင့်မအောင်ရေချိုးကန်းထဲမှထွက်လာသောသူမ၏အမျိုးသား၏မျက်နှာမှာစိတ်ရှုပ်ထွေးကြောက်လန့်မှုဖြင့်နေရဲနေသည်ရေချိုးနေရင်ကိုနားကိုအတန်အပ်ကြီးနဲ့စကားပြောလိုက်သလိုပဲတန်တွေတွေကိုပုတ်ဆဲနေတဲ့တကြီးကြီးတန်တွေလည်းကြားနေရတယ်နားထဲကိုဦးနေရပဲကွာစကားတန်ကလည်းဘလုံးပထွေးကြီးနဲ့ငါရောက်လာဖို့ဆိုလားတဲ့ခင်မွန်းတဲ့ခေါင်းမှာရေရွှဲနေတာကိုခြောက်အောင်တုပ်ပေးရင်နွယ်မတီမေးလိုက်သည်ရေတန်းတွေကိုပဲနားချမှားနေရလားတေချာကြားလိုက်ရတာလားတေချာကြီးကိုကြားလိုက်တာနားထဲတောင်စူညံပြီးကြံခဲ့တယ်လက်ရှိနေရာမှာစွန့်ခွာကြရန်ပြောလာသောမိုးသူရိန်စကားကြောင့်နွယ်မတီစိတ်ပင်ပန်းကြီးစွာတက်ပြင်းချမိသည်သူမတို့ပိုင်ဆိုင်ရာအီဆန်အိမ်မှချေချေမြင့်မြင့်မရှိသောအကြောင်းအရာအတွက်ရှောင်ပြေးရတော့မည်အဖြစ်ကခံပြင်းစရာကောင်းလာသည်နှစ်များစွာကလေးကဒီအိမ်မှာဘာပြဿနာများမရှိခဲ့ပဲယခုချိန်မှဘယ်ရာများဒုက္ခတွေလာပေးနေရသလဲအကြောင်းရင်းကိုမဖြစ်မနေသိချင်လာရသည်အမြန်ဆုံးဖြေရှင်းပစ်လိုက်ခြင်းသည်ချစ်တို့ပြောင်းချင်ရင်လဲကဘာကြီးဘက်ကအိမ်ကိုပြောင်းလို့ရပါတယ်လေဒါပေမဲ့စဉ်းစားမိတာတခုကချစ်တို့ဒီလိုရှောင်သွားရုံနဲ့ပြီးရောလားကိုရီသဘောကျဆုံးအိမ်အတွက်အဖြေတစ်ခုခုရှာပြီးစီစဉ်သင့်တယ်လို့မထင်ဘူးလားမိုးသူရိန်အတွက်လက်ရှိအခြေအနေကြီးကခါးသီးဆက်ဆုပ်စရာဖြစ်နေခဲ့သည်ကိုဗစ်ကာလကြီးမှာဘလို့ဖြေရှင်းကြမလဲသူများတွေစိုးရိမ်ကြပြီးရှုပ်ရှက်ဆက်စုလာမှာကိုမကြိုက်ဘူးချစ်ရဲ့ပဝင်းကျင်မှာရောဒီကိစ္စမျိုးဖြေရှင်းနိုင်တဲ့သူရှိလို့လားကိုတော့စိတ်ရှုပ်မခံနိုင်တော့ဘူးပြောင်းလိုက်ကြဖို့ပဲစဉ်းစားမိတယ်နွယ်မတိပခုံးကိုတွန့်လိုက်ရင်ဒီလိုပဲစုံစမ်းရမှာပေါ့ဒါလင်ရဲ့မပြေးတော့ကန်ရရှိဆိုတဲ့စကားတိုင်းလေသူ့လိုင်းနဲ့သူဆက်နေသမျှအတိုင်းဝိုင်းမှာချစ်ရှာကြည့်ရမှာပေါ့ဒါလင်လည်းတငယ်ချင်းတွေမေးကြည့်သူမ၏စကားမဆုံးလိုက်ခင်ယောက်ျားဖြစ်သူကခေါင်းခါခါလဲခါခါညင်းဆန်တော့သည်ဒါတော့ခွင့်လွတ်ပေးချစ်ရေကိုအဲ့လိုယူကြောင်ကြောင်ကိစ္စတွေနောက်လိုက်လိမ့်မယ်လို့ဘယ်တငယ်ချင်းမှယုံမှာမဟုတ်ဘူးအော်โอเคလေချစ်ကြတော့ယူကြောင်ကြောင်ကိစ္စတွေလုံးတက်တယ်ပေါ့
ဒါလင်နဲ့ချစ်တို့ကြုံတွေ့ခဲ့ရတဲ့ယူးကြောင်ကြောင်ကိစ္စရဲ့ကြီးမဟုတ်ဘူးလားလို့ယောက်ျားဖြစ်သူကနွေမတိပခုံးကိုခပ်ဖွားဖွားလေးစုပ်ကိုင်းလှုပ်ရမ်းရင်ပြောသည်ဒါကိုတော့ချစ်ဦးဆောင်ဖြည့်ရှင်းပေးပါကွာကိုမကြံတက်လို့ပါနော်ချစ်ကိုတကယ် request လုပ်တာပါနွေမတိပြုံးမဲဖြင့်ခင်မွန်းကိုကြည်လိုက်မိသည်တဘာဝလွန်ကိစ္စမျိုးတွေမှာအကျန်းတဝင်မရှိခဲ့ဘူးသည့်အပြင်ဥဆောင်ဖြည့်ရှင်းရမှာကိုနွေမတီကပူတောင်စိတ်လှုပ်ရှားရသေးသည်ယောက်ျားတွေများတက်လဲတက်နိုင်တယ်လုပ်ငန်းကိစ္စ၌သူမဘက်ကနှာတပြားသာသွားဖြည့်ရှင်းခဲ့ဘူးရင်တော့အတိမတ်ပြုချီးမွမ်းပေးရမှာကိုအင်မတန်တွန့်ဆုတ်တော့မိုးသူရရဲ့ပါခုကြတော့မှသူမကိုဥဆောင်ပေးပါတဲ့လားမတက်နိုင်ခင်မင်းရင်းနေသူတွေထဲမှယုံကြည်ရသူကိုရွေးချယ်၍တိုးတိတ်တိုင်းမင်းကစုံစမ်းစီပေးရတော့မည်မိုးသူရိန်ကအကြံတစ်ခုရသွားပြီးအော်ချစ်ရဲ့ချစ်တို့ချင်းသွားစော်တော့ကရင်းနှီးကြဘူးတဲ့ဟိုတယောက်လေမဆုနန္ဒာဆိုလားသူလည်းရန်ကုန်ရောက်နေတာပဲသူကတစ်ချိန်လုံးရရတွေဓာတ်တွေနတ်တွေစီသွားတတ်တယ်ဆိုတော့သူ့ကိုဖုံးဆက်မေးကြည့်ရင်ရောကားဒက်ချ်ဘုတ်ပေါ်မှာတော့အန်ရီယကင်းအဆောင်ကတ်ထားတဲ့အမျိုးသမီးလေဘေးမှာဂျေးထက်နဲ့အဆောင်ပရိတ်ကြိုးကြီးမချွတ်တန်းဆွဲထားတော့ကိုမှတ်မိသေးတယ်ရွှေညံတော်စူးရောက်တော့ခင်မွန်းတဲ့ကသတိတရားဖြစ်ပြောလာတော့အခါအောင်မလေးတော့ပါအဲ့ဒီစုနန္ဒာကြီးကကော်ဖီဆိုင်ချင်းရင်တော့ဘယ်ဆိုင်နာမည်ကခိုက်တယ်လက်တိတ်တယ်ဘယ်ဆိုင်ရဲ့နာမည်ကနဝင်းကြိုက်တယ်ဆိုတာမျိုးတွေကြီးပဲသူ့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဘလောက်တောင်တနာဖို့ကောင်းလဲကြည့်အောင်သူကအညံ့နေခံပေးသွားတတ်လို့အကာအကွယ်ဖြစ်မွေးထားတာတဲ့အဲ့ဒီဂယုနာရှင်ကြီးစုနန္ဒာကိုတော့ကြောက်လွန်းလို့ပါအရန်ဆက်စစ်တစ်ဖြစ်ပြီးကိုးကွယ်မှုအစွန်းရောက်သူကိုချစ်သွားမပတ်သက်ချင်ဘူးအခုတော့ချစ်အတွက်ရောဒါလင်းအတွက်ပါစိုက်ကိုသရက်ဖစ်နဲ့ဒစ္စကတ်လုပ်ဖို့စီစဉ်ကြရတော့မှာပဲအာယုံတွေထပ်မနောက်ပါစေနဲ့တော့ကြောက်စိတ်ဖြစ်တစ်ချိန်လုံးမတက်မတာခံစားနေရတော့မိုးသူရိန်မှာစုနန္ဒာဆိုသည့်အမျိုးသမီးကြောင့်နွေမရီကခါတီးတီးဖြစ်မဲ့ကရွဲကပြောပြနေသောအခါရဲချင်းစိတ်ကိုမအောင်နိုင်ပဲတဟားဟားထရတော့သည်နွေမရီလည်းမပြောစဘူးအတင်းပြောနေမိတော့မိမိကိုသတိထားသွားမိရာရောရောင်ရည်မိလေသည်ညစာစားပြီးနောက် laptop တစ်လုံးဖြင့်ဝင်ထားသော email များစစ်စရာရှိတာစစ် reply ပြန်စရာရှိတာပြန်နေချိန်ဖုန်းဝင်လာခဲ့သည်သူမ၏ငယ်တငယ်ချင်းဖြစ်နေသည်ဟယ်လိုခေရီပြောပါနေဆက်မှာကိုငါမှမျှော်နေရတာညနေကငါကိုတို့စကားတော်ဝအောင်မပြောလိုက်ရဘူးဟဲ့ကံမောင်မှာလမ်းသွားလျှောက်ချရင်အမှတ်မထင်ပြန်ဆောင်လာခဲ့ရတော့တငယ်ချင်း၏nicknameကိုဝမ်ပန်တတာခေါ်ပြောနေမိသည်သူမတို့အချင်းချင်းရှေးအောင်နောက်ဖြစ်တွေကိုအပြန်လှန်ပြောကြလက်ရှိအခြေအနေအလောက်ကိုင်းတွေမေးမြန်းပြောဆိုကြရင်ခေကရုတ်တရက်ကြီးနွေမတိကိုမေးလိုက်သည်ဟဲ့နင်းဟက်ပီအရင်ကပါရမီဘက်မှာနေဘူးတဲ့မိုးသူရိန်ထဲမဟုတ်လားသူနဲ့ငါရန်ကင်းဘက်မှာကျူရှင်အောင်တူဘူးသလားလို့ခုလက်ရှိနေတဲ့အိမ်မှာသူကလေးအရွယ်ကလေးကနေခဲ့တာတဲ့10တန်းဖြေကန်ဒီလောက်ကတော့သူ့မိဘတွေနိုင်ငံသားမှာနှစ်ရှည်အလုံးလုံးနေရလို့ပါရမီကဦးလေးအိမ်ပို့ထားခဲ့ကြဘူးတဲ့10တန်းကျူရှင်ကိုသူဘယ်မှာတက်ခဲ့လဲငါမသိဘူးစကားလည်းမဆက်မိကြဘူးလေဟဲ့ဒါဆိုနင်းသူ့ကိုအပုလေးချောင်ပြောပြဘူးလားအဲ့ဒီတုန်းကငါတို့ကျူရှင်ဝိုင်းမှာတက်ခဲ့ဘူးတဲ့သူတွေအပုလေးခရစ်စတီးနားနဲ့မိုးသူရိန်ထွန်းအကြောင်းမသိသူခက်ရှာရဲ့ဟောစေကျော်သက်ရဲ့ပါဗီလက်ဒီခရစ်တီကိစ္စလားဘာများလဲလို့ခေရဲ့တာမန်စေကျော်သက်အမှတ်တရတွေအကြောင်းဆိုပြောပါမလားဟဲ့ငါတို့မှလည်းရှိတာပဲအပုလေးနဲ့ဘိုးသူရိန်အကြောင်းကတာမန်ထက်ထူးဆန်းနေလို့ပေါ့နေပါအောင်နေယောက်ျားဘေးမှာရှိနေလားငါဆွတ်ဆွဲပြောနေတာဟီအော်ရတယ်ငါဘေးမှာမဟုတ်ဘူးပြောခင်မွန်းတဲ့ဒီငငယ်ကအကြောင်းကိုကြားလိုက်ကစားမှအထူးတလဲမတိလို့စိတ်မရှိတော့လဲတာမန်ထက်ထူးဆန်းသည်ဆိုတော့မိုးသူရိန်အချစ်ဇလန်းကိုစိတ်ဝင်သွားမိသည်အပုလေးခရစ်စတီးနာတဲ့လားနိုင်ငံခြားကနေအမိမြေပြန်လာချိန်ကမှဇက်ရှုပ်တွေကနေရသလိုနွေမရီခံစားမိသည်တကယ်တမ်းဆိုလျင်မိုးသူရိန်ကနိုင်ငံခြားနေစဉ်ကာလာတလျှောက်အင်မတန်ပျော်ရွှင်သက်လက်နေသူတယောက်မြန်မာပြည်ပြန်လာကန်ဒီမှသူ့စီကငေးငိုက်တပြင်းချတန်တွေကြားရတတ်ပြီးအိမ်မက်ဆိုးတွေမက်ကြောင်ကရန်းတွေဖြစ်နေတာမျိုးတွေကြုံလာတော့အခါနွေမရီစိတ်ထဲမှာအစင်မပြေဒါလင့်ပျော်ရွှင်မှုတက်ကြွမှုတွေဘယ်ရောက်ကုန်ရတာလဲသူ့မှာစိတ်တန်ရာရခဲ့ဘူးလေသလားဒီအတိုင်းဇက်မျောကြီးလုံးမနေပဲတခုခုစီစဉ်ရတော့မည်ဟုတွေးရင်အဖြေရှာနေခဲ့ရသည်တိုက်ဆိုင်ငယ်တငယ်ချင်းခေကဒါလင်နှင့်ပတ်သက်သောအတိတ်ကထူးဆန်းသောအကြောင်းအရာဟုစကားဆလာသောအခါရင်ထဲမှခုလူဖြင့်နွေမရီတိကျင်စိတ်ဖြစ်လာခဲ့သည်
ဒါလင်ဟာနောက်ကျောင်းမရှင်းမလင်းရှိနေသည့်လူစားမျိုးလီလားသူမချစ်ရသောလင်ယောက်ျား၏နောက်ကျောင်းစုံလင်ကိုခေခေကသူမှတ်မိသလောက်ဖြည်းဖြည်းချင်းခင်းချင်းပြလာတော့သည်နင်းနဲ့ငါ Facebook ကအဆက်အသွယ်ရပြီးတဲ့အချိန်နင်းတက်ပုံတွေငါဝင်ဆက်စုကြည့်တော့အမဲငါတငယ်ချင်းကငါတို့တက်ခဲ့တဲ့ကျူရှင်ကစတားနဲ့ညာမှန်သိလိုက်ရတာလွယ်မဒီကစားနောက်လိုစိတ်ဖြင့်အလဲတဲဟုတ်ပါလားငါဒါလင်ကစတားတဲ့လားဟုတ်တယ်လေရုပ်ချောချောနဲ့စီးလာတဲ့ကားကလည်းအမိုက်စားဆိုတော့အဲ့ဒီအချိန်ကသူ့ကို crush ကြတာပေါ့ဟဲ့ချမ်းသာပြီးစာတော်တဲ့ចောင်းသားတွေဆိုတော့ဆရာမတွေကအစသူရိဆိုတာကြီးပဲအစပိုင်းကြားရသမျှကိုယောက်ျောင်းနောက်ခံအကြောင်းတွေမှာကျင့်내ဆရာတွေဒါဆိုစေကျော်သက်အရွယ်မှာ तू ကဘလောက်ကိုကြွေခဲ့ဘူးတလဲဟေအရင်ကအကြောင်းတွေ तू ငါ့ကိုတိတ်ပြောပြလိမ့်မရှိဘူးဟာနင်ဖွင့်ပေးတဲ့ပြတင်းပေါက်ကြီးကနေတဆင့်သူ့အတိတ်ကိုငါပြန်ချောင်းကြည့်ရတော့မယ်ထင်ပါရဲ့ခေခေကသူမပြောသည်ကိုမယုံသင်ငါဖြင့်မေးခွန်းထုတ်ပြန်သည်အပုလေးတို့ခရစ်စတီးနားတို့အကြောင်းကိုလေနှစ်ယောက်ျားတစ်ခါမှမပြောပြဘူးပေါ့ဟုတ်လားမမ်မရီစိတ်ကလေးလှုပ်ခတ်သွားရတော့သည်နေဘဝတုန်းကအကြောင်းဖြစ်သည့်တိုင်အောင်အိမ်အောင်တဲ့ဘဝမှာဒါလင်ကသူ့အပေါ်အရာရာပွင့်လင်းခဲ့သည်မဟုတ်ပါလားမမ်မရီဘက်ကတော့ရှင်းရှင်းလင်းလင်းဘာသာမတူတဲ့အကိုကြီးတယောက်ကိုစိတ်လှုပ်ရှားဘူးတာအစအထက်တန်းကျောင်းသူဘဝရောက်တော့ချစ်သူတယောက်ထားခဲ့ဘူးပြီးကောင်လေးဖခင်နေဘက်သို့တာဝန်ကျသည့်အခါမိသားစုလိုက်ပြောင်းသားခဲ့ကြရ၍သူမ၏အချစ်ဇလန်းလေးတစ်ခက်ရက်ခဲ့ရသည်၄-၅လလောက်ငိုကြွေးပြီးသူမအသေးကွဲပူးတာတွေအစုံနွေမတိရင်ထဲမှအကြောင်းအရာမှန်သမျှစိတ်ရှင်းဖြင့်သူ့ကိုတလုံးမချမ်းပြောပြခဲ့ဘူးသည်တကယ်တမ်းဒါလင်ကသူ့အမအပေါ်မျက်နှာဖုံးတွေအထက်နဲ့ပါလားအတွေးလွန်ကဘာစကားမှတုတ်ပြန်မလာတော့တော့နွေမတိကိုတစ်ဖက်မှခေခေကဟဲ့သူ့ယောက်ျားဆယ်ကျော်သက်ဇလန်းလို့ပြောလိုက်ရုံနဲ့အဲ့တလောက်သွေးပြက်ပြီးငြိမ်ရသလားလို့ပြောမိတာကငါအမားဖြစ်နေပြီသူမစိတ်ခံစားချက်မပေါ်လွင်အောင်ခေခေကိုအာယုံလွှဲသည့်အနေဖြင့်ကမန်းကရန်စကားတုံ့ပြန်ရန်ကြိုးစားသည်နေရလေဒီဘက်မှာအရေးကြီးအီးမေးလ်တစ်စောင်ဝင်လာလို့ပါဟာနေရငါတငယ်ချင်းစစ်ကြီးလေနေမမပြောပြရင်သူ့အတိတ်ကိုငါဘယ်သိပါမလဲရင်းချက်တဲ့အရွယ်ရောက်ပြီဆိုတော့သူ့ဆယ်ကျော်သက်အကြောင်းတွေကြားရလဲငါမတုံလှုပ်တော့ပါဘူးဒါပေမဲ့သူ့အကြောင်းတွေအကုန်သိထားမှသူ့ခါစမ်းချက်နဲ့စိတ်တွေကိုပိုနားလည်ညှိနှိုင်းရလွယ်တာပေါ့ဟုတ်ဖူးလားတငယ်ချင်းရဲ့ဒါနဲ့အပုလေးဆိုတဲ့အကြောင်းဆက်ပြောပါဦးအေးပါဒါဆိုလဲဆက်ပြောပြမယ်နားထောင်အပုလေးဆိုတာမိုးသူရိန်ကိုမခွဲတန်းကတ်နေဘူးတဲ့ကောင်မလေးပေါ့လူကြီးတွေအချင်းချင်းလဲတော်တော်ခင်ခင်မင်းရင်းနှီးကြတယ်ပြောတာပဲပြီးတော့မိုးသူရိန်ကားနဲ့ပဲကျူရှင်တူလာတတ်ကြတယ်ကျူရှင်အောက်ကမုတ်ဆိုင်မှာလဲသူတို့နှစ်ယောက်အမြဲတူမုတ်ထိုင်စားတတ်တယ်သူကမိုးသူရိန်ကိုတိတ်သဘောကျပေမဲ့မိုးသူရိန်ကတော့သူနဲ့တွဲလာရကိုတောင်ရှက်တဲ့ပုံစံမျိုးကျူရှင်လာရင်မိုးသူရိန်ကအပုလေးထက်အရင်တိုက်လေကအပေါ်ကိုတက်ပြေးတော့တာပဲအပုလေးကမိုးသူရိန်နောက်ကျသွားတဲ့စာရီအမြဲကူးပေးရတယ်တခါတလေမိုးသူရိန်စိတ်မကြည်ရင်အပုလေးကိုစားအုပ်တွေပစ်ပေးတတ်တယ်အပုလေးမျက်နှာမှာပကွက်ကြားထူပိန်းနေအောင်လိမ့်လာပြီးတယုံမဘောင်းမီပွားကြီးဝတ်လာရင်ចောင်းသားတချို့ပြောင်ကြလောင်ကြတတ်တယ်မိုးသူနှာခေါင်းရှုံကျင်တာမျိုးအပုလေးရဲ့ပုံမှန်တရံကိုစိတ်แท้ပုံဖော်ရင်နွယ်မရီစိတ်မကောင်းဖြစ်သွားသည်ဟဲတနာပါတယ်အပိုင်းနှစ်ကိုတော့ဒီမှာပဲစက်သိမ်းလိုက်ပြရစီရှင်နောက်ရက်များမှာဆက်လက်ဖက်ပြပါမယ်ရှင်